ဒီမြန်မာနိုင်ငံမှာ R15 R3 ဆိုင်ငယ်တွေကတွေ့ရများပြီးတော့ဂျားတွေက R25 ဆိုင်ငယ်ကပျောက်နေပါတယ်။ Yamaha R15 ရောက်ပါတာ R25 ကတော့2026ခုနှစ်အတွက်အင်ဒိုနီးရှားနိုင်ငံမှာအသစ်ထုတ်ပြလာပါတယ်။ဘယ်လိုနေသားရှိမလဲဘယ်သေးချင်နေရှိပါမလဲ။ Yamaha R25 က2014ခုနှစ်အင်ဒိုနီးရှားနိုင်ငံရုံမှာထုတ်လုပ်လာတာဖြစ်ပါတယ်။ဒီမှာတစ်ခုချင်းစရာရှိပါတယ်။ဒါအကုန်လုံးသိချင်နေမယ်လို့လည်းထင်တဲ့အဖြစ်ပါ။အင်ဒိုနီးရှားနိုင်ငံမှာထုတ်တယ်ထိုင်းမှာထုတ်တယ်မလေးရှားမှာထုတ်တယ်Yamahaဆိုင်ကယ်တွေကနိုင်ငံတွင်းကကုန်ကျန်းပစ္စည်းတွေနိုင်ငံတွင်းကလူတွေနဲ့ပဲYamahaဆိုင်ကယ်တွေကိုထုတ်လုပ်ကြတာဖြစ်ပါတယ်။အဲ့ဒါဆိုရင်ထိုင်းကYamahaစက်ရုံမှာထုတ်တော့ထိုင်းထုတ်အင်ဒိုမှာထုတ်တော့အင်ဒိုထုတ်မလေးမှာထုတ်တော့မလေးထုတ်Yamahaဖြစ်သွားပြီလားလို့မေးချင်ရှိပါတယ်။အဲ့လိုလည်းမဟုတ်ပါဘူးထုတ်လုပ်တဲ့ပစ္စည်းစိတ်ပိုင်းတွေအရေးသွေးကိုဂျပန်Yamaha ကုမ္ပဏီကနေပြီးတော့တင်းတင်းကြပ်ကြပ်စစ်ဆေးပြီးမှတက်ဆင်ထုတ်လုပ်ရေးကိုလှုပ်ဆောင်ပါတယ်အဲ့ဒါကြောင့်ထုတ်ကုန်ရေးသွေးကိုလည်းဂျပန်စံချိန်စံညွှန်းတွေနဲ့အညီထုတ်လုပ်ရောင်းချတာဖြစ်တဲ့အတွက်စိတ်ပူစရာမလိုပါဘူးဆိုင်ကဲအုံလို့ပြောလို့ရတဲ့ECU လို့ရှုပ်ထွေးနဲ့နေတဲ့နည်းပညာပိုင်းဆိုင်ရာပစ္စည်းစိတ်ပိုင်းတွေကိုတော့ဂျပန်ကနေပြီးတော့ထိုက်ရိုက်တင်ပို့ပါတယ်အဲ့ဒါကြောင့်ဘယ်နိုင်ငံမှာပဲထုတ်တာ Honda, Yamaha, Suzuki, Kawasaki ဆိုင်ကယ်တွေဟာဂျပန်စံချိန်စံညွှန်းတွေနဲ့အညီထုတ်လုပ်ထားတဲ့ဆိုင်ကယ်တွေဖြစ်တဲ့အတွက်ထိုင်းထုတ်မလို့မလေးထုတ်မလို့အင်ဒိုထုတ်မလို့ဆိုပြီးတော့ကြည့်ကြမလို့တော့ပါဘူးဒါပေမဲ့အဲ့နိုင်ငံမှာထုတ်လုပ်တဲ့ဆိုင်ကယ်တွေကhigh end ဆိုင်ကယ်တွေလိုမျိုးမဟုတ်ဘဲနဲ့အခြေခံလူတန်းစားတွေအတွက်ဈေးနှုန်းတက်နဲ့ entry level mid range level ထုတ်လုပ်တာဖြစ်တဲ့အတွက် quality ဘိုင်းမှာ high end ဈေးကြီးတဲ့ဆိုင်ကယ်တွေနဲ့သွားနိုင်လို့တော့မရပါဘူးတခြားနိုင်ငံမှာအခြေခံလူတန်းစားတွေအတွက်ဈေးသက်သာပဲမဲ့အချိုးမညီတဲ့မြန်မာငွေကြေးနဲ့အခြေခံလူတန်းစားတွေအတွက်အနားတောင်မကတ်နိုင်ကြတော့ပါဘူး30-30အခုတရုတ်ဆိုင်ရဲ့ဈေးတွေဟာအရင်ကအဲဆိုင်ရဲ့ဈေးတွေနဲ့သွားညီနေတာဖြစ်တဲ့အတွက်အခုအဲကထုတ်တဲ့ဆိုင်တွေဟာ300နဲ့အထက်တွေဖြစ်နေပါပြီအဲ့ဒါတွေကထားလိုက်ပါတော့R25အကြောင်းကိုမျက်စိရအောင်R25က2014ခုနှစ်အင်ဒိုYamahaစက်ရုံကနေပြီးတော့ပထမဆုံးထုတ်လုပ်လာတာဖြစ်ပါတယ်။တစ်ကမ္ဘာလုံးဆိုင်ရာတင်ပို့ဖို့အတွက်Yamaha R series တွေကအသေးစား sport bike အဖြစ်ထုတ်လာတာဖြစ်ပါတယ်။ဒီမြန်မာနိုင်ငံမှာYamaha R15 ကပေါက်တယ်လို့မျိုးထိုင်းအင်ဒိုနဲ့မလေးလိုနိုင်ငံတွေမှာYamaha R25 ကလည်းလူစီးများတယ်လို့ပြောရပါလိမ့်မယ်။ဈေးနှုန်းရအဲနိုင်ငံအခြေအနေနဲ့တက်တာတဲ့ဈေးနှုန်းရဲ့250cc parallel twin engine နဲ့ performance လည်းကောင်းမယ်။ daily use ကhighway သွားတဲ့နေရာမှာအဆင်ပြေတာကြောင့်အသေးစား sport bike ထဲမှာရွေးချယ်မှုအများဆုံးဖြစ်ပါတယ်။ဒီမြန်မာနိုင်ငံမှာဘာလို့မဝင်လဲဆိုတော့ R15 ကလူကြိုက်များတာအခွန်အခတွေဈေးကွက်ထဲရောက်လာလို့ဝယ်လို့အားမရှိတာအပိုပစ္စည်းတင်သွင်းမှုအခက်ခဲနေတာဈေးနှုန်းအရ R3 နဲ့တိတ်မကွာတော့တာကြောင့် R15 နဲ့performance ပိုကောင်းတဲ့ R3 တင်သွင်းတယ်လို့ထင်ပါတယ်။နောက်ပိုင်း upgrade တွေလုပ်လာပြီးတော့ design တွေ change လာတယ်upside down fork တွေထည့်လာတာ wine corner application နဲ့ဆိုင်ကယ်နဲ့ချိတ်ဆက်တာတွေအခု2025မှာထည့်ပေးလာပါတယ်။ဒီဇိုင်းပုံစံကလည်းYamahaရဲ့high end ဆိုင်ကယ် R1 ပုံစံကိုယူလိုက်ပြီးဖြစ်ပါတယ်။ 249cc parallel twin engine ဖြစ်ပြီးတော့ liquid cooling စနစ်ပါမယ်။မြင်းခွန်35ထွက်မယ်။top range အား22 Nmရှိပါမယ်။တနာရီမိုင်110ဝန်းကျင်အမြင့်ဆုံးတိထုတ်နိုင်ပြီးတော့ဓာတ်ဆီဓာတ်လန်ကိုမိုင်60နဲ့90ကြားမောင်းနိုင်ပါအောင်မယ်။ ABS brake နဲ့slipper clutch နဲ့ upside down fork တွေဖုန်းနဲ့ဆိုင်ကယ် Bluetooth ချိတ်ဆက်အသုံးပြုနိုင်တာတွေပါဝင်လာပါတယ်။ရရှိနိုင်တဲ့အရောင်တွေနဲ့raisin blue, matte black နဲ့play blue ဆိုပြီးတော့3ရောင်ရှိပါမယ်။2025Yamaha R25 ဈေးကအခုမြန်မာငွေဈေးနဲ့ဆိုလို့ရှိရင်တော့300ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီမြန်မာနိုင်ငံမှာစီးကျင်လို့ရှိရင်တော့တွင်းလို့ရတဲ့လမ်းကြောင်းတွေကနေတွင်းပြီးတော့စီးလို့ရမှာပါဒါမိတ်ဆွေတို့အနေနဲ့Yamaha R15 ထက်Yamaha R25 ကပိုဆင်ပြေမယ်ထင်ပါသလားတကယ်လို့မြန်မာနိုင်ငံကိုတွင်းလာခဲ့မယ်ဆိုလို့ရှိရင်တော့ R25 အစား30လောက်ဈေးပို့တဲ့ R3 ကိုရွေးချယ်ပြင်မလားဆိုတော့commentမှာပြောပြခဲ့ကြပါဦးခင်ဗျပုံမှန်ငွေဈေးနဲ့ဆိုလို့ရှိရင်တော့ဒီဆိုင်ကယ်တွေက360ဝန်းကျင်ပဲကျက်တင်မှာပါခလုံးမဟုတ်စားမှာဖြစ်ပါတယ်